စစ်တပ်ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့အနေနဲ့ဒီကနေ့ဒီဇင်ဘာ10ရက်နေ့ကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာမနက်10:00နာရီကနေညနေ3:00နာရီအထိအတန်တိတ်တပိတ်လုပ်ပြီးအပြစ်မထွက်ကြဘူးတော်လိုင်းအင်အားစုတွေကဆော်ဩထားကြတာပါရွေးကောက်ပွဲဆန့်ကျင်တဲ့တပိတ်ကိုပြည်သူတွေကပူးပေါင်းပါဝင်ခဲ့ကြပြီးရန်ကုန်မန္တလေးလိုမြို့ကြီးတွေနဲ့ဒေသအသီးသီးကလမ်းမတွေပေါ်မှာဒီကနေ့လူသွားလူလာနေပါခဲ့တာကိုတွေ့ရပါတယ်ရန်ကုန်မြို့မှာတော့အတန်တိတ်တပိတ်လုပ်နေတဲ့အချိန်တွင်မြို့တွင်လမ်းမတွေပေါ်မှာလူသွားလူလာနေပါခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အာနာသိမ့်ဗီဇနှစ်တွေကလုတ်ခဲ့တဲ့အတန်တိတ်တပိတ်တွေလိုလုံးဝတိတ်ဆိတ်ခြောက်ကပ်နေတာမျိုးမဟုတ်ပေမဲ့လမ်းမတွေမှာပုံမှန်ထက်လူအသွားလာနေတဲ့အကြောင်းရန်ကုန်မြို့ကန်လူငယ်တူဦးပြောပြတာကရင်းနေတွေထက်တော့လူကရော့တယ်ဒီ10နာရီနောက်ပိုင်းဒီstrike လုပ်တဲ့အချိန်ကာလမှာတော့လူကရော့တယ်ဒါပေမဲ့အရင် silent strike ဒီလိုတော့လမ်းပေါ်မှာအဲ့လိုလူမရှိဘူးဘာညာတော့မဟုတ်ဘူးရှိတယ်သွားလာနေကြတာတွေရှိတယ်ဒါပေမဲ့အရင်နေ့တွေတက်ဆိုင်ရင်တော့လူနေတဲ့ထဲမှာပါတော့ဗော YPS ကားတွေဆိုလဲကားစီးရတာလဲအရင်နေ့တွေကတက်ဆိုင်မြန်တယ်ဗောနော်နိုင်ဝက်ခီးဆို15မိနစ်20အဲ့လောက်နဲ့ရောက်တာဗောမြို့ရင်းလုံခြုံရေးကိုတိုးမြင့်ပြီးစစ်တပ်ကကားတွေနဲ့လဲတာစစ်သားတွေကိုကင်းချထားတာလမ်းသွားလမ်းလာတွေကိုစစ်ဆေးတာတွေလည်းရှိတယ်လို့ဆိုပါတယ်။နိုင်ငံလယ်ပိုင်းမန္တလေးမြို့မှာလည်းလူသွားလူလာများတဲ့မြို့လယ်ကမိလမ်းမကြီးတွေမှာအရင်နေ့တွေကထက်ရှင်းလင်းနေပြီးရက်ွက်လမ်းတွေမှာလည်းလူသူမရှိသလောက်နေပါနေတာကိုတွေ့ရပါတယ်။လူစီကားရဲ့လမ်းမကြီးမှာတော့အရင်နေ့ကထက်ပိုပြီးရှင်းလင်းနေအောင်တွေ့ရတယ်ပေါ့နော်။ရက်ွက်လမ်းကြားကြီးမှာတော့လူသူတိတ်ပြီးတော့မရှိသလောက်တော့ရှားတယ်မရှိသလောက်ကိုဖြစ်နေတာပေါ့နော်ရက်ွက်လမ်းမကြီးပေါ်မှာတော့အများနည်းနည်းပါးပါးလေးသွားလာလောက်ပဲရှိပါတယ်အရင်ပုံမှန်တာမန်လေးရထက်သွားလာမှုလျော့နေတယ်နည်းနည်းရှင်းနေတချို့ရှင်းနေလမ်းတွေဆိုလည်းရှင်းလင်းနေတယ်ပေါ့နော်မန္တလေးမြို့ရဲ့ဈေးတွေရက်ွက်တွေမှာလည်းရက်တစ်ဖွဲ့ကလုံခြုံရေးယူပြီးစစ်ဆေးတာတွေရှိသလိုဈေးဆိုင်တွေမထွက်ရင်ဆိုင်ငန်းတွေပိတ်မယ်လမ်းဘေးဈေးတွေကိုလည်းဒီနေ့မထွက်ရင်နောက်နေ့တွေပါရောင်းမရအောင်လုပ်မယ်ဆိုပြီးဖိအားပေးချင်းချောက်တာမျိုးတွေရှိတယ်လို့သိရပါတယ်စစ်ဗိုလ်ချုပ်တွေနဲ့ဝန်ထမ်းအများစုနေထိုင်တဲ့နေပြည်တော်မှာလည်းလူစီကားရပြမနာတောင်ညိုလန်း AR လန်းအပြင်မြို့မဈေးတပြေကုန်းဈေးနဲ့ပြမနာမြို့ရှမ်းကန်အနီးတစ်ဝိုက်မှာသွာလာလှုပ်ရှားမှုတွေရှိပေမဲ့အရင်နေ့တွေထက်နှဲပါနေတယ်လို့ဒေသခံတယောက်ကပြောပြပါဗျစစ်တပ်ထိန်းချုပ်ထားတဲ့မြို့တွေအပြင်တော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့စကိုင်းမကွေးကချင်နဲ့ချင်းကမြို့ရွာတွေမှာလည်းလူသားလူလာမရှိဘဲအတန်တိတ်တပိတ်မှာပါဝင်ကြတာကိုတွေ့ရပါတယ်အထွေထွေတပိတ်ပေါင်းဆက်ညီနိုင်အင်အားစုကအတွင်းမှုအဖွဲ့ဝင်ကိုနန်းလင်းကတော့စစ်တပ်ရွေးကောက်ပွဲကိုလူထုကလက်မခံဘူးဆိုတာဒီနေ့လုပ်တဲ့အတန်တိတ်တပိတ်ကပြသလိုက်တာလို့ပြောပါတယ်ဒီနေ့ပြည်လုံးကျွတ်အတန်တိတ်တပိတ်ကြီးကနေပြလိုက်တဲ့သတင်းစကားကတော့စစ်အုပ်စုရဲ့အတူရောင်တရားမဝင်ရွေးကောက်ပွဲကိုလူထုကလုံးဝလက်မခံဘူးဆိုတာကိုပြသလိုက်တာဖြစ်ပါတယ်ပြည်သူလူထုရဲ့စူးစီးမှုညီညွတ်မှုနဲ့ဖော်ဆောင်ခဲ့တဲ့ဒီလှုပ်ရှားမှုကြီးကနေစစ်အာဏာရှင်စစ်အုပ်စုရဲ့ဂုဏ်သိက္ခာမရှိတဲ့ရွေးကောက်ပွဲဆိုတာတိတ်ကိုပေါ်လင်းထင်ရှားတယ်ဆိုတာကိုကျွန်တော်တို့မြင်နိုင်ပါတယ်ဗျဒီကနေ့လှုပ်ရှားတဲ့အတန်တိတ်တပိတ်ဟာရွေးကောက်ပွဲဆန့်ကျင်ရေးဒေါန်ဆန်းစုကြည်အပါအဝင်နိုင်ငံအကျဉ်းသားတွေလွတ်မြောက်ရေးနဲ့စစ်မှုထမ်းဥပဒေဖျက်သိမ်းရေးဆိုတဲ့အချက်၃ချက်ကိုတောင်းဆိုတဲ့လှုပ်ရှားမှုဖြစ်တယ်လို့ဒေါ်လာအင်အားစုတွေကပြောဆိုထားပါတယ်ဒီကနေ့ကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာရန်ကုန်မှာရှိတဲ့နိုင်ငံတကာတန်ရုံးတချို့ကလည်းကြေညာချက်အသီးသီးထုတ်ပြန်ကြပါတယ်စစ်တပ်ရဲ့လေကြောင်းဘုံကျဲမှုတွေနဲ့လူခွင့်ချိုးဖောက်မှုတွေဆက်ရှိနေတာကိုစိုးရိမ်တဲ့အကြောင်းနဲ့အကြမ်းဖက်မှုတွေရပ်တန့်မှုကိုထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်ခင်ဗျာ